မင်္ဂလာပါရှင်မျက်စိမုံဝါခြင်းအတွင်းတိမ်ရေဒင်းဝေဒနာတွေကြောင့်စိတ်မသက်မသာထင်နေရပြီလားဆေးတွေမျက်မှန်တွေကိုခဏမေးလိုက်ပါတော့တိမျက်လုံးအမြင်အာရုံကိုတဘာဝအတိုင်းနဲ့ရည်မြန်စွာပြန်လဲကောင်းမွန်လာစေမယ့်လျှို့ဝှက်ချက်တစ်ခုရှိပါတယ်ဒီနေ့ပဲဒီမျက်လုံးအားဖြင့်စမူဒီတစ်ခွက်တဲနဲ့ဆော့တင်လိုက်ပါဒီထဲမှာပါတဲ့တဘာဝအသီးအနှံတွေဟာသင့်မျက်လုံးတွေကိုအားဖြည့်ပြီးတကိုယ်လုံးကျန်းမာရေးကိုပါမြင့်တင်ပေးပါလိမ့်မယ်။ပြင်ဆင်နည်းကအရန်လွယ်ပါတယ်။ပထမဆုံးအနေနဲ့1အခွန်နွားပြီးအတုံးသေးတုံးထားတဲ့မော်လာဥနီတစ်လုံး2အတုံးသေးတုံးထားတဲ့ငှက်ပြောသီးနှလုံး3အခွန်နွားထားတဲ့လိမ္မော်သီးနှလုံးပြီးရင်နနွေးမုံလက်ကရေးစွန်းတဝက်နဲ့ရေသက်နှစ်ခွက်ထည့်ပါပြီးရင်အားလုံးကိုညက်နေအောင်ရောမွေဗလန်းလိုက်ပါဒါဆိုရင်တော့လက်ဆက်ပြီးအရသာရှိတဲ့မျက်လုံးအားဖြည့်စမူဒီတစ်ခွက်ရပါပြီနော်တောက်သုံးနည်းကတော့မနက်စားမစားခင်နာရီဝအလိုမှာတစ်နေ့တစ်ခွက်နှုံးနဲ့9ရက်ဆက်တိုက်တောက်သုံးပေးမှာဒါပါပဲရှင်9ရက်အတွင်းမှာပဲတင့်အမြင်အာယုံပုံမကြည်လည်လာတာခေါင်းကိုက်တာမျက်စိမုံတာနဲ့ကြိမ်လိုလက္ခဏာတွေတိတိတသာလျော့နေလာတာကိုတင်သတိထားမိလာပါလိမ့်မယ်နော်ပုံမကြည်လည်နဲ့အငင်အာယုံအတွက်အခုပဲစမ်းကြည့်လိုက်ပါဒီနီးလန်းကိုတငယ်ချင်းတွေသိအောင် share ဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်